ဘယ်သူကအရာတော့အကိုသိလားအကိုသိလား ဘယ်တော့ကအကိုသိလားအခုထွက်ကျွန်တော်ကရှေ့ရတယ်အကုန်လုံးမိုးတွေမှာနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့ပြောကျွန်တော်ကရှာနေတာကိုသိလားညီလေးပတ်စံရမှာတော့အကိုကြီးတို့ကလည်းပြေးပြဲဟောနေရတာညီလေးသိလားမိုက်တယ်နော်ပြောတယ်လေတရားမဲ့ပြောရန်ဖြစ်တာတမျိုးကြီးပါမိုက်တယ်မြန်မာလူမျိုးပြည်သားတွေကကြောက်ခိုင်းပြီးရန်ဖြစ်နေကြတာပတ်စံရတော့ညီလေးပဲရတာလေကျော်ရတယ်ခင်ဗျားတို့ပြန်ပြရတယ်လေဘယ်တော့ပြရတယ်လဲညာချင်းပဲပြရတယ်လေကြော်ညာရိုက်တယ်တော့ပေးလို့လားညာစမော်လေးထုတ်ပေးတယ်လေစပါးရကုန်ပြီလေတက်တော့ပေးရလို့ယောက်ျားတွေဆိုတာအဲ့လိုမိမလို့မင်းများရေပြောပတ်တာခင်ဗျားမလို့လားညီလေးကမိုက်လို့လားအေးမတတိရရှိတော့ကဲလာညီလေးပြေးပါကုန်တယ်လားရှိတော့ကဲဘသူတို့လာလေလာလေတော့တိုးကြလာလေတိုးလိုက်စမ်းဘယ်တိုးကဲစမ်းလာလာအေးလိုက်ပြီးတော့အဲ့ဒီထိုးညီလေးလည်းထိုးနေရှိလို့လုံးထဲလိုက်အောင်မယ်တလန်းထိုးလိုက်ပါလားလုံးထဲလိုက်အောင်မယ်တလန်းထိုးလိုက်လက်တီးတော့လက်တီးခင်ဗျာတလန်းထိုးလိုက်ယောက်ျားလုံးမဟုတ်ဘူးတလန်းထိုးလိုက်ပါတို့ဘာဖြစ်စဘာဖြစ်ယောက်ျားဘာဖြစ်စအဲ့ဒါတော့ဟမ်ဘာဖြစ်စဟာကိုကြောက်ရတဲ့ဟာမိုက်တယ်ပြက်ခေါ်အဲ့ပြခုံးလိုက်ဒီမှာမိုက်ဒီမှာကျုပ်ကိုပြောချင်ဟမ်ကျုပ်ကိုပြောချင်ဟာနောက်လာကြည့်ရနောက်လာကြည့်ရနောက်လာကြည့်ရနောက်လာကြည့်ဟာခင်ဗျားကိုကျုပ်ဆွဲတယ်ဆွဲတယ်လက်ပြလို့ရအေးအဲ့လိုလားခင်ဗျားကိုကျုပ်ညက်ညီလေးအောင်နေလားဟာဘယ်လိုလဲကြီးတော့ဘယ်နာနေရလဲအေးအဲ့တော့ညီလေးကိုလေအကိုကြီးကတောက်တယ်ပါညီလေးကိုတောက်တယ်ဘယ်တော့တာလို့နဖူးတော့တာမင်းသားအပလေးအောင်ပါရဲ့နဘူးတော့တာခင်ဗျားကိုကျုပ်ဖြင်းဟာပါစပ်ပြောပြလို့ရောပါစပ်မသိဖိမမသိအေးပြလို့အဲ့လိုလားအဲ့လိုညီလေးကိုကြီးကလိမ့်နေကိုလိမ့်နေကိုလိမ့်နေ တော့ဘယ်ကိုလိမ့်နေတာလို့ ဘိုက်ကောက်ကိုလိမ့်နေတာကဒီလိုတက်နိုင်ဘူးဘိုက်ကောက်လိမ့်တာတော့ဖိပြက်နေ